皆さんお元気ですか？ဒီနေ့ကN2新幹線ရဲ့ဒီခန်းဆက်တော့ရဲ့ကျန်တဲ့အပိုင်းလေးတွေကြည့်ကြည့်အောင်အဲ့တော့ဆမ်းဘက်မှာဆိုလို့ရှိရင်သူကတိုယူတိုရဲပါတိုရတာရအဲ့တော့သူ့ကိုဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုရင်နာရီနာနီတိုယူခိုတိုဘာကာရာစုကူနီအိုမိုယီစုကူခိုတိုအိုယူအဲ့တော့တပတ်လူကပြောလိုက်တဲ့ဒီစကားလုံးပေါ့ပြောလိုက်တဲ့အကြောင်းအရာကနေပြီးတော့စုကူနီချက်ချင်းအိုမိုယီစုကူခိုတိုဆိုတော့ကတွေးမိလိုက်တဲ့အကြောင်းကိုပြောတာပြောလိုက်တဲ့အကြောင်းအရာတွေကနေပြီးတော့စကားလုံးတစ်ခုခုပေါ့အကြောင်းအရာတစ်ခုခုကိုအဲ့ဒီအကြောင်းအရာကနေပြီးတော့ကိုယ်ကောင်းထဲမှာချက်ချင်းတွေးမိလိုက်တဲ့အရာအဲ့လိုမျိုးကိုပြောတဲ့အခါမျိုးမှာသုံးတယ်တဲ့အဲ့တော့အောက်မှာပေးထားတာဆိုလို့ရှိရင်တိုယူတိုは日本語のように相手の言った言葉が自分の思っていることと同じかどうか確かめる方法もあるအဲ့တော့တိုယူတိုဆိုတဲ့စကားလုံးကဒီရေဘွန်ရဲ့ရုံးနဲ့ခေါ်လိုမျိုး相手の言った言葉ကတစ်ဖက်လူကပြောလိုက်တဲ့စကားလုံးက自分の思っていることとကိုကတွေးလိုက်တဲ့အကြောင်းအရာနဲ့同じかどうかတူမတူဆိုတာကို確かめる方法もあるဆိုတာကအတိပြုစင်မိလိုက်တဲ့ပုံစံမျိုးလေးရှိတယ်တိုယူတိုဆိုတဲ့အကြောင်းအရာကအဲ့တော့အတိုနီးကနောက်မှဆိုရင်確かめる言い方စစ်ဆေးတဲ့ပုံစံဘယ်လိုမျိုးလဲဆိုတော့စာကြောင်းရဲ့နောက်မှာနေတို့ခါတို့စသဖြင့်ကုရုကုတော့ကအိုကြီးလာတာများတယ်အဲ့တော့ဆက်စုစုကနောင်လိုက်မယ်ပြီးလို့ရှိရင်ဖူစုကေမှာဆိုလို့ရှိရင် vat ရဲ့ဖူစုကေတွေလိုက်မယ်ကြတော့ရေပွန်ကြည့်ကြည့်အောင်အစီဘက်မှာကこれでうちの畑で採れたトマトです畑というと広い土地を想像するでしょうがうちの畑は畳2面ぐらいの狭さなんですအဲ့တော့ဒီဟာကဒီအိမ်ရဲ့စိုက်ခင်းတွေကခူထားတဲ့ခရမ်းရည်တွေဖြစ်ပါတယ်တဲ့ဒီစိုက်ခင်းဆိုလို့畑というとစိုက်ခင်းဆိုလိုက်လို့ဟီရိုဟီတိုချီဆိုတာဒီစိုက်ခင်းအကျယ်ကြီးပေါ်မှာဧကနဲ့ပေါ့ဧကနဲ့အဲ့လိုမျိုးအကျယ်ကြီးမြေအကျယ်ကြီးဆိုပြီးတော့တွေးနိုင်နေဆိုပေမဲ့လို့တဲ့အိမ်ရဲ့ဒီစိုက်ခင်းကတော့ဖျားနှစ်ချက်စာလောက်လေးရဲ့ special တဲ့ဒီအကျဉ်းလေးပေါ့နော်ဖျားနှစ်ချက်စာလောက်လေးပဲရှိပါတယ်တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုကစိုက်ကင်းကနေပြီးတော့ကိုလိုက်တဲ့ခရမ်းညင်ဒီဆိုလို့တစ်ဖက်လူရဲ့စိတ်ထဲမှာအော်စိုက်ကင်းဆိုတော့ဘယ်နဲ့အေကလဲပေါ့မျိုးလုံးလေးမှာစိုက်ကင်းအကျယ်ကြီးမြင်သွားနိုင်တယ်အဲကြောင့်မို့သူကပြန်ပြီးတော့စိုက်ကင်းဆိုလို့အကျယ်ကြီးမဟုတ်ဘူးဖြာနေချက်စာလောက်လေးပဲရှိပါတယ်ဆိုပြီးတော့ပြန်ပြောထားတာနောက်ခုနိဗ္ဗာန်မှာကオーストラリアといえばすぐにコアラとカングルーを思い浮かべるအဲ့တော့ဩစတြေးလျလို့ဆိုလိုက်တာနဲ့ချက်ချင်းဒီကိုအာလာတွေဒီကန်ဂရူးဆိုတော့ဒီတားပိုက်ကောင်တွေပေါ့တားပိုက်ကောင်တွေကိုတဲ့အိုမိုယီဥကာဘဲလို့ဆိုချက်ချင်းကောင်းထဲမှာအတွေးပေါ်လာတယ်ဩစတြေးလျလို့ဆိုလိုက်တာနဲ့ကောင်းထဲမှာတားပိုက်ကောင်တွေဒီကိုအာလာတွေအဲ့လိုမျိုးတွေကိုအတွေးပေါ်လာတယ်မြင်အောင်လာတယ်လို့ပြောတာနောက်တစ်ခုစမ်းပတ်မှာကဂူဂျီရာတေတာရာအိုမိုယီစုကုခိုတိုဝနန်ဒေရှောကအဲ့တော့ဂူဂျီရာဆိုတာကဝေလာငါ့ကိုပြောတာအဲ့တော့ဒီမှာပုံစံလေးပြောင်းသွားတာကသူကောင်းစင်မှာပေးထားတာတိုယူတိုရဲပါတိုရတာတိုတွေနဲ့ကြီးပဲဒါပေမဲ့လို့နောင်အနေနဲ့ပေါ့နော်နောင်တစ်ခုတည်းကိုပဲကိုကပြန်ပြီးတော့ကောက်ပြီးပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်တေတာရဆိုပြီးတော့ပုံစံလေးပြောင်းသွားတယ်တေတာရမယုံဘက်မှာဆိုရင်တေယူတိုပေါ့အဲ့လိုပုံစံလေးတွေပြောင်းသွားရစွာလေးလည်းမှတ်မယ်အဲ့တော့ဝေလာငါလို့ဆိုလိုက်တာ ਨੇ အတွေးပေါ်လာတာကောင်းထဲမှာတွေးမိလိုက်တာတွေးပေါ်လာတာကဘာများလဲတဲ့ပြီးနောက်တစ်ခုယုံပန်အေကနေပြီးတော့ခွန်တုံတော့ဖာတိトップでやろうと思っているんですかတဲ့အဲ့ဒီနောက်လုံးမဲ့ပါတီကိုトップမှာလုံးမယ်လို့တွေးထားပါတယ်အဲ့တော့ဒီကနေပြီးတော့トップっていうとအဲ့မှာနောင်ကိုခေါ်လိုက်တော့တေယူတိုဆိုတဲ့ပုံစံလေးသုံးထားတယ်トップဆိုတာက去年オープンしたイタリアレストランのことですよねတဲ့မနစ်ကဖွင့်လိုက်တဲ့အီတလီယန်စားသောက်ဆိုင်မလားတဲ့အီတလီယန်စားသောက်ဆိုင်ပေါ့နော်တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကတစ်ဖက်လူကထောပုလို့ပြောလိုက်တော့ထောပုဆိုတာကသူတွေးတဲ့အကြောင်းအရာနဲ့တူမတူပြန်ပေးလိုက်တယ်မနစ်ကဖွင့်လိုက်တဲ့အီတလီစားသောက်ဆိုင်ပေါ့နော်ဆိုပြီး your name this your name စီနဲ့လေးနဲ့ပြန်ဆုံးလာတယ်အတီးပြူးစင်ပေးလိုက်တဲ့ပုံစံလေးနောက်တစ်ခုကောဘတ်မှာ A ကနေပြီးတော့ဘာသာရှိကျော်တဲ့ခုနရှိငေါတော်ရမဲရွန်းတဲ့အဲ့တော့ကျွန်တော်ဒီနေ့ပဲဒီအလုပ်ကိုရင်လာလိုက်ပါပြီအဲ့တော့ B ကနေပြီးတော့やめるというともう来ないということですかရပ်ပြီဆိုတော့ရပ်လိုက်ပြီဆိုတော့ထပ်မလာတော့ဘူးဆိုတာလားတဲ့ထပ်မလာတော့ဘူးဆိုတဲ့သဘောမျိုးလားတဲ့အဲ့တော့ဒီမှာဆိုရင်ことですかဆိုပြီးခါနဲ့အတီးပြူးစင်မိလိုက်တဲ့ပုံစံလေးရမယ်နော်
ပြီးရင်နောက်တစ်ခုရုံးဘက်မှာကနာနေနာနေနောခိုတိုတိုနာရုတိုနောခိုတိုတိုနာရုတိုအဲ့တော့သူ့ကိုသုံးတဲ့ပုံစံကနောဝါတိုင်းအကြောင်းအရာတွေခေါင်းစဉ်တွေပြီးရင်နိခန်းနေစရကိုတိုနိထိုင်းစတဲ့ဝဆက်ဆက်မှုရှိနေတဲ့အဲ့ဒီအကြောင်းအရာနဲ့ဆက်ဆက်မှုရှိနေတဲ့ပုံမှာမူတည်ပြီးတော့ဖူတူတိုကပုံမှန်နဲ့ခြေကားဦးထိုင်းဒိုနီနာရုကိုတိုကျော်ကျော်စုတို့ကွဲပြားတဲ့အပြုအမူလုပ်ရက်တွေဖြစ်လာတယ်ဆိုတဲ့အကြောင်းအရာကိုအဓိကပြောချင်တာအဲ့တော့အကြောင်းအရာတစ်ခုခေါင်းစဉ်တစ်ခုအဲ့ဒီအကြောင်းအရာနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေပေါ်မှာပုံမှန်နဲ့ကွဲပြားတဲ့အပြုအမူတွေဖြစ်လာတယ်ဆိုတော့ကိုအဓိကပြောချင်တာတဲ့အဲ့တော့အောက်ဆုံးမှာပြီးထားတာကအတိုနီကဖူတူဒေဝနိုင်ထိုင်းဒိုနီခါဝါရတိုယူအီမီနိုပုံကကုတို့ဆိုတော့ပုံမှန်မဟုတ်တဲ့အပြုအမူတွေဖြစ်ပြောင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်စာကြောင်းတွေလာတယ်အဲ့တော့ဒီမှာဆိုရင်သူနဲ့လိုက်တာဒီနောင်လိုက်တယ်ရေပွန်ကြည့်အောင်一番မှာက佐藤さんは好きな歌手のこととなると話が止まらないအဲ့တော့佐藤さんကသူကြိုက်တဲ့ဒီအဆိုတော်ရဲ့အကြောင်းလားဆိုလို့ရှိရင်話が止まらないစကားမရက်တော့ပြောဒလက်ဆက်ပြောတာအဲ့တော့ဆိုလိုချင်တာကဥမာတကယ်ချင်းစုံကြတယ်တခြားအဆိုတော်တွေတရုပ်ဆောင်တွေအကြောင်းတွေပြောတယ်သူကြိုက်တဲ့အဆိုတော်အတဲပေါ့အတဲဆိုပါတော့အတဲအကြောင်းရောက်လာပြီဆိုလို့ရှိရင်အတဲကဘလို့တော်တာသူတဲ့ချင်းတွေဘလို့ကောင်းတာဆိုပြီးအတဲအကြောင်းဆိုလို့ရှိရင်စကားမရက်တော့တခြားအချိန်မှာတော့သူတိတိလေးပဲနေမယ်အဲ့လိုပုံစံမျိုးလေးပေါ့ရုပ်တရက်ကြီးသူကြိုက်တဲ့အကြောင်းအရာကောင်းစေတဲ့ခုပေါ်မှာမူတည်ပြီးတော့ပုံမှန်မဟုတ်တဲ့အပြုမှုပြောင်းလဲသွားတာမျိုးနိဗ္ဗာန်မှာကအိုဒိုတိုဝါတဲ့ခရုမနောခိုတိုတိုနာတို့တို့ကျူနေစီမွန်ကာမီတိုင်းနေတာတို့အဲ့တော့ညီလေးကကားရဲ့အကြောင်းလားဆိုလို့ရှိရင်ရုပ်တရက်ကြီးကိုလုံးဝ professional တမားလိုမျိုးဖြစ်သွားတယ်တဲ့နောက်တစ်ခုစံပန်サゲ好きだった父はサゲとなるとヒドが変わったように元気になったအဲ့တော့အရေးကြိုက်တဲ့အဖေကအရက်ဆိုတာနဲ့လူကပြောင်းလဲသွားတယ်လို့မျိုးကိုတက်ကြွဖြစ်လာခဲ့တယ်တဲ့အဲ့တော့နောကိုတိုတိုနာတို့တို့ဆိုတာကအကြောင်းအရာခေါင်းစဉ်တစ်ခုအဲ့ဒါနဲ့ပတ်သက်နေတဲ့အကြောင်းအရာတွေပေါ်မှာပုံမှန်နဲ့မဟုတ်ဘဲနဲ့လုံးဝကွဲပြားသွားတဲ့အပြုအမူမျိုးဖြစ်လာတာမျိုးကိုအဓိကပြောချင်တာနောက်တစ်ခုကော်ဘန်မှာလည်းတွေးတာတာပဲကဲတော့ဘလို့ကွဲလေးကြည့်အောင်နိုင်နာနေနော့တဲ့တို့ကဖူတူဒေဝနိုင်တို့ယူကိုတို့ပြောကြစုလို့အဲ့တော့ level တစ်ခုကပုံမှန်မဟုတ်ဘူးဆိုတဲ့အကြောင်းအရာအဓိကပြောချင်တာဆိုလိုချင်တာတော့ပုံမှန် level မဟုတ်ဘူးအဲ့တော့အောက်ဆုံးမှာပြထားတာကအတိုနီဝါဖူတူဒေဝနိုင်တဲ့တို့ဒါတို့ယူအီမီနိုပုံမှန်မဟုတ်တဲ့ဒီ level လို့ဆိုတဲ့စာကြောင်းမျိုးတွေပြီးရင်အိုဒိုရိုကီကိုအာရာဝါစုပုံကခုလို့ဆိုတော့အိုဒိုရိုကီကိုအာရာဝါစုပုံဆိုတော့အံ့အားသင့်သွားတဲ့အကြောင်းအရာမျိုးအံ့အားသင့်နေဆိုတာမျိုးကိုဖော်ပြတဲ့အကြောင်းအရာမျိုးတွေလာမယ်။ယောနိုယောနီဆိုနိုဘုံရှောရက်ကုစုရကိုတို့မအားတို့အဲ့တော့ဒီရေဘုံရဲ့နံပါတ်4လိုမျိုးစာကြောင်းလိုမျိုးရှောရက်ကုဆိုတာကစာကြောင်းအတူချုံလိုက်တဲ့ပုံစံမျိုးတွေလည်းရှိမယ်တဲ့။ကဲအဲ့တော့ဒီမှာဆိုရင်လည်းတွေးတာကသူကနောင်နေလိုက်တယ်နောင်တစ်မျိုးတည်းနဲ့ရေဘုံကြည့်ကြအောင်။ဒီ番မှာက締め切りの前の仕事の忙しさと言ったら君には想像もできないと思うよ。ဆိုတော့ deadline မတိုင်ခင်မှာဒီအလုပ်ဘယ်လောက်ရှုပ်လဲဆိုတာကမင်းသာဆိုလို့ရှိရင်တွေးတောင်တွေးမိမှာမဟုတ်ဘူးလို့ထင်တယ်တဲ့အဲ့တော့အလုပ်ကတော့ကိစ္စတစ်ခုလုပ်လို့ရှိရင် deadline မတိုင်ခင်အလုပ်ကရှုပ်မှာပဲဒါပေမဲ့လို့အခုဒီအလုပ်ကဘယ်လောက်တောင်မှရှုပ်လဲဆိုတာမင်းတွေးကြည့်လို့တော့ရမှာမဟုတ်ဘူးဆိုတော့ဘယ်လောက်တောင်အလုပ်ရှုပ်လဲဆိုတဲ့ပုံမှန်မဟုတ်တဲ့ level တစ်ခုကိုပြောချင်တာနောက်တစ်ခုနိဗ္ဗာန်そのニュースを聞いた時の驚きといったらしばらくは声も出ないほどだったဆိုတော့အဲ့ဒီတဲ့ရင်ကိုကြားလိုက်တဲ့အချိန်မှာအံ့အားသင့်သွားတာကဘယ်လောက်တောင်အံ့အားသင့်သွားလဲဆိုလို့ရှိရင်ရုတ်တရက်ကြီးအတန်တော်မထွက်နိုင်လောက်တဲ့အထိဖြစ်ခဲ့တယ်ဆိုလို့ချင်တာအဲ့ဒီတဲ့ရင်ကိုကြားသွားတဲ့အခါမှာလုံးဝ short ရသွားတယ်ပေါ့ဘယ်လောက်တောင်မှပုံမှန်မဟုတ်တဲ့ level လေးဆိုတာဒီတိုင်းရိုးလန့်သွားတာမျိုးအံ့အားသွားတာမျိုးတွေမဟုတ်တော့အတန်မထွက်နိုင်လောက်တဲ့အထိကိုအံ့အားသင့်သွားတာအဲ့လိုပုံစံမျိုးလေး3番目が富士山の頂上から見た景色といったら思い出すだけで感動するအဲ့တော့富士တောင်ထိပ်ကနေပြီးတော့ကြည့်ခဲ့ရတဲ့မြင်ခဲ့ရတဲ့ဒီရှုခင်းဟာဆိုလို့ရှိရင်ပြန်ပြီးတော့အဲ့ဒီရှုခင်းမြင်ခွင့်ကိုပြန်မြင်အောင်ကြည့်လိုက်တာနဲ့ပြန်တွေးကြည့်လိုက်တာနဲ့ကိုခံတိုးစလို့စိတ်လှရှားတယ်တဲ့4番目が暗い山道を一人で
အာရိတတုကီနောကွာစားတွေ့တော့အဲ့တော့မှောင်မဲနေတဲ့ဒီတောင်တက်လန်ကိုတယောက်တည်းလမ်းလျှောက်ခဲ့တဲ့အချိန်တုန်းကကြောက်ရွံ့မှုဟာဆိုလို့ရှိရင်ဆိုတော့စကားထပ်ဆက်စရာမရှိတော့ဘယ်လောက်ထိကြောက်လဲဆိုတဲ့ဆိုတာကိုစကားလုံးနဲ့တော့ဖော်မပြနိုင်တော့တဲ့အထိဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့အဲ့လိုမျိုးကြတော့ဒိုးတာရဆိုပြီးစာကြောင်းကိုသူကရှော့ရက်ကိုလုပ်လိုက်တာအတူချုံလိုက်တဲ့ပုံစံလေးညမယ်နော်အဲ့တော့ဒီမှာဆိုရင်ဂေါ်ဘန်းရဲ့ဒိုးတာရနဲ့ဆမ်မန်ရဲ့ဒိုးတာရဘယ်လိုကွာသွားလဲဆိုရင်ဆမ်မန်မှာဒိုးတာရဆိုတာကပြောလိုက်တဲ့အကြောင်းအရာတွေစကားလုံးကနေပြီးချက်ချင်းခေါင်းထဲမှာအဲ့ဒီအကြောင်းအရာနဲ့စကားလုံးနဲ့ပဲဖြစ်ဖြစ်အတွေးပေါ်လာတာမျိုးပေါ့အဲ့ဒီအတွေးပေါ်လာတာမျိုးကိုပြန်ပြောတာမျိုးဆိုရင်ဒိုးတာရသူ့ကိုမကကျေစုစုကူကနောင်းလဲလိုက်တယ်ပြီးလို့ရှိရင်ဖူစုကေဖတ်ရဲ့ပုံစံမျိုးလဲလိုက်တယ်ဂေါ်ဘန်းရဲ့ဒိုးတာရကကြတော့ပုံမှန်မဟုတ်တဲ့ level တစ်ခုကိုပြောချင်တဲ့အခါမျိုးမှာသုံးတယ်သူကတော့နောင်တစ်မျိုးတည်းနဲ့လိုက်တယ်အဲ့လိုမျိုးလေးခွဲလိုက်ရပြီနော်